ချမ်းမာတဲ့ပညာသင်ကြားခြင်းလဲဒီ scholarship နဲ့လည်းဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့လက်ထဲမှာလည်း IELTS လို့ English certificate တွေစင်သေးရှိမနေဘူးဆိုပြီးတော့စိတ်မညစ်ပါနဲ့ဒီ scholarship ကတစ်သွက်ဖြစ်မှာပါဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ scholarship လေးတစ်ခုအကြောင်းမျှဝေပေးခြင်းပါတယ်ကျွန်တော် scholarship နဲ့လက်ရှိမှာတက်ရောက်ပညာသင်ကြားနေတဲ့တက်ဆက် University အကြောင်းပဲဖြစ်ပါတယ်ဒီတက်ဆက် University ကဒီထိုင်းနိုင်ငံတောင်ပိုင်းဆုန်ခလာမြို့မှာတည်ရှိပါတယ်ခုဒီ scholarship ကိုတော့ဒီ International College ကနေခေါ်တာဖြစ်ပါတယ်ဒီ International College ဖြစ်တာကြောင့်စာလီကိုထိုင်းလိုသင်မှာမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုကိုသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီထိုင်းစကားမတက်လဲအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဒီထိုင်းစကားတက်ထိုင်တော့ဒီထိုင်းကတငယ်ချင်းတွေလည်းပို့ပြီး communicate လုပ်ရပို့လွယ်ကူတာကြောင့်တက်ထိုင်းလည်းမဆိုးကောင်းတယ်ပြောရမှာပေါ့နော်အခုကျွန်တော်ဒီရှောက်လို့ရမယ့် major လေးကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒီမှာကျွန်တော်တို့ဒီရွေးချယ်စရာ၅ခုရှိတယ်ပေါ့နော်ဒီ business ဘိုင်းနဲ့ဆိုင်တဲ့ major 3ခုနောက်ပြီးတော့ BA English က2ခုရှိတယ်ပေါ့နော်ဒီကိုကြိုက်နှစ်သက်တဲ့ major တစ်ခုကိုရွေးချယ်နိုင်ပါတယ်ဆက်ပြီး criteria အကြောင်းလေးကိုပြောရရင်နံပါတ်1ထိုင်းနိုင်ငံသားမဖြစ်ရပါဘူးဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေရှောက်လို့ရတယ်ပေါ့နော်ဒီနောက်တစ်ခုကအသက်18နှစ်ပြည့်ပြီးဖြစ်ရပါမယ်နောက်တစ်ခုကကြတော့အင်္ဂလိပ်လို communicate ကောင်းကောင်းလုပ်နိုင်ရပါမယ်ဒီနေရာမှာကျွန်တော်ဒီမေးလာတယ်ပေါ့နော်ဒီ English certificate လိုလားလို့ပါလားလို့မေးတဲ့အခါမှာဒီရေးထားတဲ့အတိုင်းဆိုရင်မဖြစ်မနေမလိုအပ်ပါဘူးတကယ်လို့ရှိထားတဲ့ဆိုရင်တော့ပိုကောင်းပါတယ်ဒီတခြားလူတွေနဲ့ရှင်းတဲ့အခါကျရင်လည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်မရှိသားလည်းရှောက်လို့ရပါတယ်ဒီရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီရှိတဲ့လူရောမရှိတဲ့လူရောကိုလို English test ကိုဖြေရပါတယ်ကျွန်တော်ဒီတစ်နှစ်ကို4ခါတော့ဖြေရတယ်ပေါ့နော်သူသတ်မှတ်ထားတဲ့အမှတ်ကိုလည်းပြည့်မီရပါတယ်နောက်တစ်ချက်ကျတော့ grade 12ပြီးမြောက်ထားပါမယ်ဒီနေရာမှာကျွန်တော်ဒီ10တန်းစနစ်ဟောင်းပြီးထားရောရလားဆိုပြီးကျွန်တော်ဆရာကိုမေးပါတယ်ဆရာတော့ရတယ်လို့ပြောတဲ့အတွက်ဒီပြီးထားတဲ့လူတွေလည်း10တန်းစနစ်ဟောင်းပြီးထားတဲ့လူတွေလည်းရှောက်လို့ရပါတယ်တမက်ချက်လေးကအရင်မများတာမို့လို့အားလုံးပဲရှောက်လို့အစီပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဒီနောက်ပြီးဒီ scholarship ကဘာကိုပေးလဲဆိုတော့ပညာသင်စရိတ်ပဲပေါ့နော်ဒီပုံလေးထဲမှာပြထားတဲ့အတိုင်းပဲဒီ tuition fee ကိုကာပါဖြစ်ပါတယ်စာသင်တဲ့ကာလတစ်လျှောက်မှာဒါပေမဲ့ဒီနေထိုင်စရိတ်နဲ့ sale စရိတ်တော့မပါဘူးပေါ့နော်ဒီနေထိုင်တော့ကျွန်တော်တို့ကျောင်းဝင်းထဲမှာရှိတဲ့အဆောင်မှာနေလို့ရမယ်ဒါမှမဟုတ်ကျောင်းအပြင်မှာကိုယ့်အကိုစိတ်ကြံခန်းကားပြီးနေလို့ရပါတယ်စားတော့မယ်ဆိုရင်လည်းကျွန်တော်တို့ဒီကျောင်းဝင်းထဲကကန်ထဲမှာဖြစ်ဖြစ်ကျောင်းကအပြင်မှာဆိုင်လေးတွေလည်းအများကြီးရှိပါတယ်အပြင်မှာဖြစ်ဖြစ်စားလို့ရပါတယ်ပေါ့နော်ဒီဈေးနှုန်းနေထားရတော့ဒီဘန်ကောက်မြို့နဲ့ရှင်တော့ဈေးနည်းငယ်တက်တာပါတယ်ကျွန်တော်အရေးကြီးတာတခုပြောပါမယ်ဒီတစ်ခေါက်ကပို့ပြီးတော့ committee ဖြစ်မှာပါဘာလို့ဆိုကျွန်တော်တို့အရင်ကပြုလုပ်ခဲ့တဲ့ဒီ IC ကဒင်းတဲ့ meeting မှာပြောပါတယ်ဒီ major တစ်ခုကိုဒီတနိုင်ငံတယောက်စီပဲခေါ်မှာဖြစ်ပါတယ်အခုစုစုပေါင်း major 5ခုရှိတဲ့အတွက်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြီးတော့အများဆုံး9ယောက်ထိပဲခေါ်သွားမှာဖြစ်ပါတယ်အဲ့တော့အရင်အထက်ဆိုင်ပြီးတော့ပို့ပြီးတော့ committee ဖြစ်လာတယ်ပေါ့နော်အဲ့တော့ပို့ပြီးကိုအားထည့်ဖို့လိုပါတယ်ဒီအားထည့်တဲ့အခါမှာကိုဒီ portfolio strong ဖြစ်အောင်လို့နောက်ပြီးကိုရဲ့ရှိရဲ့အားတာချက်လေးကိုပို့ပြီးတော့ထည့်ရေးတင်ပါတယ်စုပ်တက်အနေနဲ့ပြောရရင်ကိုကဒီနိုင်ငံခြားမှာလည်းပညာသင်ကြားခြင်းလဲဒီ scholarship နဲ့လည်းဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့လက်ထဲမှာလည်း IELTS လို့ English certificate တွေစင်သေးရှိမနေဘူးဆိုပြီးတော့စိတ်မညစ်ပါနဲ့ဒီ scholarship ကတစ်သွက်ဖြစ်မှာပါနောက်ပြီးတော့တတ်မှတ်ချက်လေးနဲ့အရင်မများတာမို့လို့ဒီရှောက်ကြည့်တင်တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲအကြံပြုခြင်းပါတယ်နောက်ပြီးဒီ scholarship နဲ့ပတ်သက်ပြီးတော့သိကျင်တာရှိလာတဲ့ခါလေကျွန်တော်ဒီpage ရ CV မှာဖြစ်ဖြစ်ဒီ personal account မှာပဲဖြစ်ဖြစ်အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်အားလဲချိန်လေးမှာကျွန်တော်ပြန်လည်ဖြည့်ကြားပေးသွားမှာပါအားလုံးပဲကံကောင်းကြပါစေ scholarship လေးလည်းရကြပါစေကဲဒီဗီဒီယိုလေးကိုတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ရှင်ပါလေနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတား